ကဲဘလို့လဲတာသနာပြုမင်းကြီးကနေပြည်တော်မှာလုံခြုံရေးအပြည့်နဲ့ပလီတွေကိုစောက်ပေးနေတော့အဘဘောမတဲ့အမျိုးဘာဂျာလေးတွေကဘာဂျာမှုတ်လို့မရတော့အဲ့တော့ငပောက်ကရှက်နဲ့ဘာပြောဆိုတော့ဦးစင်းတို့တိုက်တာတဲ့တို့ရတယ်ဦးစင်းကပြောရင်းနဲ့ဦးစင်းတို့ဖမ်းကနေမှာဟောတဲ့ဥပဒေနဲ့ညီဦးစင်းကတော့ခွင့်ပြုပါတယ်လို့မဲဥပဒေနဲ့ညီတယ်ဆိုတာဘာကိုပြောတာလဲဟမ်မင်းအောင်နိုင်လှုပ်တဲ့မြတ်ကဥပဒေလားအဲ့လိုလားဥပဒေဆိုတာမင်းအောင်နိုင်ပြောတာလားမင်းအောင်နိုင်လှုပ်တဲ့မြတ်ဥပဒေနဲ့ညီတယ်အဲ့လိုလားမင်းတို့တွေမရှက်ဘူးတော့ကွာအခုပြည်တွင်းကဘောမတွေနဲ့ပြည်ပဘောမတော့နှစ်ချမ်းခွဲကုန်ကြပြီပြည်ပဘောမတွေကအမှန်တရားကိုပြောတဲ့အချိန်မှာပြည်တွင်းကဘောမတွေကဆက်ဆက်ထိမခံထဟောင်ကြတယ်အဲ့တော့ကိုမောင်ပြောနေပဲတိလားစစ်တပ်ဘောမနဲ့အဘဘောမနှစ်မျိုးပွဲသွားတယ်ဒီပွဲမှာတိလားအဲ့တော့ဘဒူတွေကအောက်တန်းစားတွေလဲဆိုတာအဖြေပေါ်သွားတယ်တိလားနော်မင်းတို့ပြည်တွင်းကအဘဘောမတွေကတော့နေပြီးတော့မှတွားပြီးတော့ဗလီမှာဝစ်တွားတက်လိုက်ပါဘဘကြီးကျင်တတ်တော့အောင်တိလားမင်းတို့ဘဘကြီးကိုမပြောရဲဘူးမလား